ဒီနေ့မှာတော့ကျွန်တော်တို့ကကျွန်တော်နေတဲ့နေရာနဲ့နီးတဲ့ Ashford ကနေပြီးတော့ Ashford Station ကနေပြီးတော့ South Western Railway ဆိုတဲ့ SWR ရထားကိုစီးပြီးတော့ Waterloo Station ကိုသွားမယ်။အဲဒီကနေတစ်ဆင့်ကျွန်တော်တို့ဘတ်စကားစီးပြီးတော့ Greenwich Park ဆိုတာကိုသွားမှာဖြစ်ပါတယ်။အဲဒီ Greenwich Park မှာ Royal Observatory Museum ရဲ့ Maritime Museum ရဲ့ Queen's House Museum ဆိုတဲ့ museum 3ခုကိုအခမဲ့သွားလည်လို့ရပါတယ်။အခုဒီ station ကတော့ကျွန်တော်ပြောတဲ့ကျွန်တော်အိမ်တဲတဲ့နေရာနဲ့နီးတဲ့Ashford Station ဖြစ်ပါတယ်။အဲ့လိုစောင့်နေစဉ်အတွင်းမှာပဲlocal မဟုတ်ဘဲနဲ့အမြန်ရထားကြီးဖြတ်သွားတာကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ပြီးတော့ကျွန်တော်တို့စီးတဲ့ရထားပေါ်မှာကျွန်တော်တို့တက်နေပါတယ်။အဲ့ဒီအရှိမလာမယ့် Feltham Station မှာရပ်ပါမယ်ဆိုတဲ့အကြောင်းကိုရထားပေါ်မှာကြေညာတယ်။ဘေးမှာတော့အမြန်ရထားစီးဖြတ်သွားတာကိုတွေ့လိုက်ရတယ်။ပြောနေတော့အတွင်းမှာပဲကျွန်တော်တို့ဆက်ရမယ့် Waterloo Station ကြီးကိုစိုက်ကပ်လာပါတယ်။ဒီ Waterloo Station ဟာဆိုလို့ရှိရင် UK မှာရှိတဲ့ railway station တွေထဲကအကြီးဆုံးတစ်ခုဖြစ်ပြီးတော့busiest ဖြစ်တဲ့ station တစ်ခုဖြစ်ပါတယ်1848ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ဒီ Waterloo စစ်ပွဲအောင်နိုင်ခြင်းအထိမ်းအမှတ်အနေနဲ့ Waterloo လို့အထိမ်းအမှတ်ပေးထားတာဖြစ်ပြီးတော့သူကဆိုလို့ရှိရင်ဒီ London မြို့လယ်နဲ့နီးပြီးတော့အထင်ကရနေရာဒီလို London Eye နေရာတို့ Thames River တို့လည်းနီးပါတယ်ဆိုတော့တကယ်လို့ London မြို့ကိုရှောက်သွားခြင်းနဲ့ဆိုရင်ဒီ Waterloo Station ကိုသာလာလိုက်ပေါ့စုံမတ်နေနဲ့အဲ့ဒီမှာconnection လုပ်လို့ရတဲ့ဒီ transit လုပ်လို့ရတဲ့ bus တွေရထား station တွေအများကြီးရှိပါတယ်အရင်တော့ဆိုရင်1994ခုနှစ်မှာဆိုလို့ရှိရင် Eurostar ဒီရထားလိုင်းပေါ့နော်ကျွန်တော်တို့ Paris to Lille တို့ပြီးတော့ Brussels ဒီ Belgium တို့သွားတဲ့ရထားလိုင်းတွေကို1994ခုနှစ်ကနေပြီးတော့2009ထိသူတို့အသုံးပြုခဲ့တဲ့ဒီ station ကနေထွက်ခွာခဲ့တာပေါ့နော်ဒါပေမဲ့2009ခုနောက်ပိုင်းမှာတော့ St Pancras International Station ဆိုတာကိုအမြန်ရထားတွေသူတို့သုံးတဲ့အချိန်ကနေစပြီးတော့အဲ့ဒီ station ကိုပြောင်းသွားခဲ့တယ်ပေါ့နော်ဟိုကျွန်တော်ရောက်နေတဲ့အချိန်မှာတော့ Christmas အချိန်ဖြစ်တဲ့အတွက်အဲ့မှာနားထောင်ကြည့်ပါနော် Christmas တန်စီတီးဝိုင်းနေတာWaterloo Station ရောက်နေပါတယ်ဆိုတော့ Christmas တန်စီတီးဝိုင်းနေနဲ့အခုလိုမျိုးချိန်မှာဖြောပြတဲ့လူတွေကလည်းတမ်းမောင်းများစွာအဝင်ထွက်လုပ်တယ်ပေါ့နော်တရက်ကိုပြီးလို့ရှိရင်စားတော့ဆိုင်နေဒီကုန်းစုံကုန်ပစ္စည်းဆိုင်နေလည်းရှိတယ်အခုဒါဆိုလို့ရှိရင်ကျွန်တော်တို့သုံးပြမဲ့ကတ်တွေကို top up လုပ်ဖို့အတွက်နော်ဒီ station လေးတွေထားပေးထားတယ်ဆိုတော့ကျွန်တော်ဆိုရင် Oyster card ဆိုတာလေးကိုသုံးတော့အဲ့ဒီမှာကျွန်တော် top up လုပ်ခဲ့ပါတယ်အခုဒီမှာဆိုလည်းကြည့်ကြည့်ပါနော်တို့ Christmas ကာလမှာတို့ Christmas tree တွေနဲ့ decoration တွေလုပ်ပြီးတော့မလူတွေအတွက်ပေါ့နော်ပြီးလို့ရှိရင်ဒါကတော့ဒီ London Underground line ကိုဆိုတော့ connection လုပ်တဲ့နေရာကိုဆင်းလို့ရတယ်ဒါကတော့ဒီအပေါ်ဓာတ်မှာပေါ့နော်စားတောက်ဆိုင်တွေပစ္စည်းအယောင်းဆိုင်တွေရှိပါတယ်တကယ်ကိုအထင်ကရပူလာရုံဖြစ်ပါတယ်သူတို့ရဲ့နပိုလီယန်ကိုစစ်နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ Waterloo စစ်ပွဲအထိမ်းအမှတ်အနေနဲ့သူတို့ဂုဏ်ယူဝင်ချွားစွာနဲ့ဒီ station နာမည်ပေးခဲ့တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဘတ်စကားစီးပြီးတော့ Greenwich Park ကိုရောက်ပါပြီအခုမြင်နေရတာတော့ Royal Observatory Greenwich ဖြစ်ပါတယ်ကဲကျွန်တော်တို့ပြောနေရင်ပန်းချိုင်ကြီးကိုကျွန်တော်တို့ဝင်လာပြီကျွန်တော်တို့ park ရဲ့ဝင်ချင်းမှာဆိုလို့ရှိရင်ဒီ18ရာစုနှစ်ကဒီ British Army General တယောက်ဖြစ်တဲ့ James Wolfe statue ကိုတွေ့နိုင်ပါတယ်သူကဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေဒါနိုင်ငံကိုထိန်းချုပ်စေနိုင်ခဲ့တဲ့ဒီအဓိကစစ်ပွဲဖြစ်တဲ့ Battle of Quebec ဆိုတဲ့စစ်ပွဲကိုဒီအနိုင်ရစေခဲ့တဲ့ general တယောက်ဖြစ်တယ်ဘာလို့ Greenwich မှာတည်ထားလဲဆိုသူကမိသားစုက Greenwich နဲ့သက်ဆိုင်တယ်ဆိုပြီးတော့သူတို့တမိုင်းရှိခဲ့လို့ဖြစ်တယ်ပေါ့နော်
ပြီးတော့ဒါကတော့ကျွန်တော်တို့ Royal Observatory Museum ဖြစ်တယ်အဲ့ဒီဘက်အခြမ်းလေးမှာကျွန်တော်တို့ Prime Meridian Line ဆိုတဲ့ကမ္ဘာကြီးရဲ့အရှေ့နဲ့အနောက်ခြမ်းခွဲထားတဲ့ line ရှိတယ်ပြီးရင်ကျွန်တော်ပြပြမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမှာဒီအင်္ဂလန်နိုင်ငံလန်ဒန်မြို့ကြီးရဲ့မြို့တင်တဲ့မြို့ဟောင်းပေါ့ဗျာဘက်အခြမ်းကိုမြင်နိုင်ပါတယ်ဒီအနောက်မှာမြင်နေရတဲ့ဒီ dome ပုံစံကတော့ O2 Arena ဖြစ်တယ်ပေါ့နော်ဟိုမှာမြင်နေရတဲ့ chimney ကတော့ကျွန်တော်တို့ Greenwich ဒီတအားပေးစက်ရုံဖြစ်တယ်ပေါ့နော်ဒီရှေ့ကပန်းညံကြီးကတော့ဒါ Greenwich Park လို့ခေါ်တယ်ဟိုဘက်မှာကျတော့လန်ဒန်မြို့ဟောင်းနဲ့မြို့တင်တဲ့ဟိုခွဲပြထားတဲ့ skyline ကိုကျွန်တော်တို့ရင်သက်ရှူမောပွဲရမြင်တွေ့နိုင်ပါတယ် tourist တွေကတော့ကျွန်တော်တို့ရောက်တဲ့ချိန်4နာရီမှာတော့မှပြည့်နေတယ်ပေါ့နော်ဆောင်းရာသီမှာတော့ပုံမှန်ဆို4နာရီလောက်ဆိုတော့ခဏနေဝင်တော့မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ observatory ကနေဒီဘေးလန်းနေပြီးတော့ဆင်းပြီးတော့အောက်မှာကျွန်တော်တို့ဘယ်ဘက်ခြမ်းမှာ Marine Times Museum နဲ့ညာဘက်ခြမ်းမှာ Queen City ဒီ Queen Museum ကိုတွားလို့ရတဲ့နေရာပေါ့နော်ဒါကတော့ဒါကျွန်တော်ဆောင်းရှင်းပြတဲ့ကမ္ဘာရှေ့နောက်ကိုခွဲထားတဲ့ Prime Meridian Line ဆိုတာဒါပါပဲ GMT line ပေါ့လေကျွန်တော်တို့ပြောတဲ့ဥစ္စာတော့မာလူတွေကအဲ့ဒါကိုခွာပြီးတော့တပ်ပုံတွေရိုက်ကြပါတယ်တော်လေးလာပါဟောဒီမှာကြည့်လန်ဒန်မြို့ကြီးရဲ့နောက်ခံကိုကြည့်လို့မဝဖြစ်နေပါတယ် skyline ကိုမြင်ရပါတယ်အဲ့ဒီတွေ့မှာပဲဒီနောက်ခံရဲ့အလှကိုပြည့်စုံစေဖို့ငါဝင်ပြီးတော့ဓာတ်ဖမ်းအောင်မှဆိုပြီးတော့တပုံဓာတ်ဝင်ဖမ်းလိုက်ပါသေးတယ်ခင်ဗျာဒါကတော့ Prime Meridian Line ပေါ့နော်ရှင်းတဲ့နောက်ကိုခွာရက်ခဲ့ပြီးတော့ဓာတ်ပုံတပုံရိုက်ခဲ့ပါသေးတယ်ဒါကတော့ဒီ Royal Observatory Museum ပေါ့နော်ဒါလည်း free ပါပဲကျွန်တော်တို့ဝင်လို့ရတယ်ခင်ဗျဝင်ပြီးတော့လေ့လာလို့ရတယ်ဒီနက္ခတ္တရာနဲ့ပတ်သက်ပြီးသူတို့အသုံးပြုခဲ့တဲ့ပစ္စည်းတွေလေ့လာခြင်းနဲ့ဆိုရင်ဝင်ရောက်လေ့လာနိုင်တယ်ဒီမှာဆိုရင်နက္ခတ္တရာကြည့်တဲ့ဒီ telescope ကြီးကိုလည်းသူတို့ပြထားတာဖြစ်တယ်ဒီကျွန်တော်တို့ Royal Observatory ကို1685ခုနှစ်မှာ King Charles II ကသူဒီစောက်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီနက္ခတ္တရာပညာတွေလေ့လာဖို့ဒီအခြေအနေတွက်ချက်ဖို့ပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့ကဘာကြီးမှာကုန်းသွယ်မှုကို80ကျော်ရာခိုင်နှုန်း85ရာခိုင်နှုန်းလောက်ကကျွန်တော်တို့ကရေချောင်းလိုင်းကိုမိခိုပြီးတော့ကျွန်တော်တို့ကုန်းသွယ်ရေးလုပ်ကြတာပေါ့နော်ဆိုတော့ဒီတင်မောတွေလမ်းကြောင်းမလွဲအောင်တွက်ချက်ဖို့ဘာညာအတွက်လဲသူတို့အထောက်အကူပြုစေဖို့အတွက်ဒီ Royal Observatory ကိုသူတို့တိစောက်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ကမ္ဘာရဲ့အရှိချမ်းနဲ့အနောက်ချမ်းကိုခွဲထားတဲ့ longitude ကိုခွဲထားတဲ့ GMT line ကိုလည်းဒီကနေစပြီးတော့သူတို့သတ်မှတ်ခဲ့ကြတာပေါ့နော်ဆိုတော့ဒီပညာရှင်တွေကဒီကျဲတရားတွေနေတွေလတွေကိုအချိန်တိကျတွက်တာတို့ဒီ marine chronometer လို့ခေါ်တဲ့နာရီနဲ့ပင်လယ်ခီးသွားတဲ့နေရာမှာတွက်ချက်တာတွေအတိအကျဖြစ်ဖို့အတွက်ကိုဘယ်လိုမျိုးအသုံးပြုခဲ့လဲဆိုတာကို museum မှာသူတို့သုံးခဲ့တဲ့ပစ္စည်းတွေကိုပြသထားပေးတာဖြစ်တယ်ပေါ့နော်အခုဒီ view ဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်ဒီ Thames River ကြီးနဲ့ဒီ Canary Wharf ကိုတွေ့လိုက်နေပါတော့ဆိုတော့ဒီမြို့ဟောင်းနဲ့မြို့သစ်ကိုခွဲခြားထားတာကိုလည်းကျွန်တော်တို့ဒီကနေပြီးတော့လှမ်းကြည့်မြင်နိုင်တယ်ပေါ့လေနော်ဆိုတော့အဲ့ဒါကြောင့်ဒီ London ကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီ Royal Observatory ကမလွဲမသွေသွားတဲ့နေရာဖြစ်တယ်ပေါ့နော်တကယ်ကိုလေ့လာစရာတွေလည်းအများကြီး view ကလည်းအများကြီးပေါ့နော်ကြည့်လို့ရတယ်တကယ်ပါပြီးတော့ကိုလိုကလည်းသူတို့ free လုပ်ပေးထားတယ်ဒီ museum ဆိုလို့ရှိရင်လည်းဆိုတော့ဒါကမလွဲမသွေသွားတဲ့နေရာပေါ့နော်
ဆိုတော့အခုဆိုလို့ရှိရင်ဒီမှာလည်းသူတို့ပြထားပေးတယ်ကျွန်တော်တို့အောက်မှာ National Maritime Museum လို့ Queen's Museum လို့ဟာ free ဖြစ်တယ်ပေါ့နော်ဆိုတော့ဘယ်လမ်းကြောင်းကနေသွားရမလဲဆိုတာပြထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့လမ်းကြောင်းကနေဒီကုန်းဆင်းပြီးတော့သွားနေပါပြီဆိုတော့ဒါကတော့ကျွန်တော်တို့အောက်ရောက်တဲ့ချိန်မှာ Greenwich Park ပေါ့နော်ပြီးကျွန်တော်ရဲ့သဘာဝအတိုင်းဘဝမှာအများနဲ့အရှိသွားရင်အနောက်ကိုလှည့်လှည့်ကြည့်တတ်တဲ့အချိန်ကပါနေတော့ဒါဆိုလို့ရှိရင် Royal Museum Greenwich မှာဒါMaritime ဒီ museum ပေါ့နော်ဟိုဘက်ကအဆောင်ကြီးကတော့ Queen's Museum ဖြစ်တယ်ပြောနေရင်လည်းအနောက်ကိုပြန်လှည့်ကြည့်မိပြန်ပြီပြောနေတော့မှာပဲကျွန်တော်တို့ National Maritime Museum ကိုဂုံးဆင်းပြီးသွားနေပါပြီဝင်ကြီးကလည်း free ဆိုတော့ဂုံးဆင်းပါလိမ့်နော်ဆိုတော့ဒီ National Maritime Museum ကအဓိကတော့ကျွန်တော်တို့ကဘာကြီးကိုတနေရာနဲ့တနေရာဆက်သွယ်ဖို့အတွက်ရေချောင်းခီးလန်းကအရေးကြီးတယ်လေနော်ဆိုတော့ဒီခီးလန်းသွားတဲ့အချိန်မှာလမ်းတွေမပြောင်းအောင်ဘယ်လိုတွက်ချက်ခဲ့လဲသူတို့ဘာပစ္စည်းတွေသုံးခဲ့လဲဘယ်လိုတွေသူတို့ခီးတွေသွားခဲ့လဲဆိုတော့မှတ်တမ်းတင်ထားတာပေါ့နော်ဆိုတော့တင်မောမှာသုံးခဲ့တဲ့ပစ္စည်းတွေအဲ့ဒါတွေကိုလည်းသူတို့ museum မှာပြသထားတာဖြစ်တယ်ပြီးတော့ဒီလို Pirate Museum ဆိုတာလည်းသူတို့အောက်မှာရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ဝင်ကြီးပေးရတာပေါ့နော်ဆိုတော့ဒီအခုကျွန်တော်ပြမယ်လေကအောက်ကိုဆင်းရတာပေါ့နော်ဆိုတော့ဒါကတော့ Pirate Museum ပေါ့နော်ဒါပေမဲ့သူတို့ကတော့ဝင်ကြီးပေးရတယ်ခင်ဗျတို့ museum ထဲမှာဒီcafe တို့ပြီးအမှတ်တရပစ္စည်းတွေဝယ်ဖို့ပစ္စည်းဆိုင်လေးတွေပါတို့ထားပေးထားတယ်ပေါ့နော်ပြီးရင်အခုရှေ့မှာတွေ့ရတဲ့ barge ပေါ့နော်အရင်တော့ကျွန်တော်တို့ဒီ London Thames River မှာအသုံးပြုခဲ့တဲ့ barge ကိုလည်းသူတို့ဒီမှာလူတွေကြည့်နိုင်အောင်အမှတ်တရသူတို့ပြထားပေးထားတယ်ပေါ့နော်ဆိုဗြိတိန်နိုင်ငံကြီးကကျွန်းနိုင်ငံဖြစ်တဲ့တော့ပေါ့နော်သူတို့အတွက်ကုန်သွယ်ရေးပဲဖြစ်ဖြစ်စီးရေးပဲဖြစ်ဖြစ်ကဘာမှာစူးစမ်းရှာဖွေလုပ်မယ်ဆိုရင်လည်းဒီပင်လယ်ခီးသွားခြင်းလုပ်ငန်းသူတို့ဘဝအတွက်အရင်အရေးကြီးတဲ့ဒီတစိမ့်တဒေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပြလိုက်ထဲမှာဆိုရင်သူတို့အသုံးပြုခဲ့တဲ့တင်မောပုံစံရဲ့ model တွေတင်မောကိုဘယ်လိုညွှန်ကြားခဲ့လဲလမ်းညွှန်ခဲ့လဲ GPS မရှိတဲ့ခေတ်မှာသူတို့ကျဲတွေနေအောင်တွေနိုင်တွေကိုဘယ်လိုအသုံးပြုပြီးတော့ပင်လယ်ခီးကိုတွားခဲ့လဲဆိုတဲ့သမိုင်းကြောင်းတွေကိုပြသထားတာဖြစ်တယ်ပေါ့နော်ဒီ Maritime Museum မှာဆိုရင်ပေါ့လေဆိုတော့ဒီ museum ထဲမှာဆိုလို့ရှိရင်လည်း Captain James Cook တို့ Admiral Nelson တို့လိုနာမည်ကြီးဒီစူးစမ်းရှာဖွေတဲ့လူတွေရဲ့စစ်တပ်ခေါင်းဆောင်တွေရဲ့တမိုင်းကြောင်းကိုလည်းသူတို့လေ့လာနိုင်တယ်ဆိုတော့သူတို့တွားခဲ့တဲ့ခီးတွေကြောင့်လည်းဒီကမ္ဘာရဲ့မြေပုံတွေဟိုလည်းပြောင်းလဲစေခဲ့တယ်ပေါ့နော်သူတို့ဒီကမ္ဘာမြေပုံတွေကိုလည်းသူတို့ဒီ update လုပ်ဖို့အတွက်မှတ်တမ်းတင်ဖို့အတွက်ကိုသူတို့စူးစမ်းရှာဖွေလေ့လာခဲ့ပြီးတော့မှတ်တမ်းတင်နိုင်ခဲ့တယ်ပေါ့နော်museum မှာအဓိကဖြစ်တဲ့ဒီသမုဒ္ဒရာမှာဒီ Atlantic သမုဒ္ဒရာနဲ့ဒီ Pacific သမုဒ္ဒရာဘက်အခြမ်းနှစ်ချမ်းဆိုပြီးတော့ခွဲပြီးတော့ပြတိုင်းမှာပြသထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဒီဘက်အခြမ်းဆိုရင်ဒီ Atlantic သမုဒ္ဒရာဘက်အခြမ်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြသထားတာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ထွက်လာပြီးတော့သူ့ရဲ့ဘေးမှာရှိတဲ့ Queen's House Museum ကိုတွားဖို့တော့ကိုကျွန်တော်တို့ထွက်လာခဲ့ပါတယ်ဒီ Queen's House Museum ရဲ့အရှိမ Christmas အချိန်ဆိုလို့ရှိရင် ice skating ကိုစီးဖို့တော့ပေါ့နော် Christmas ice skating ring ဆိုတာကိုသူတို့တနေ့တစ်ခါသူတို့လုပ်ပေးတယ်ပေါ့နော်ဒီ London မြို့မှာအဲ့လို Christmas အချိန်မှာ ice skating စီးဖို့3-4နေရာလောက်သူတို့ရှိတာပေါ့နော်ဆိုတော့ဒီနေရာတနေရာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြီးကတော့ Queen's House Museum ပေါ့နော်သူရဲ့အရှိတဲ့ထဲမှာဆိုတော့ဒီ London မြို့ကြီးကိုနောက်ခံထားပြီးတော့ကြည့်လို့ရတာပေါ့နော်ရှူခင်းရတော့ဆိုတော့ဒါကတော့ King James I ကသူ့ရဲ့မိဖုရား Queen Anne of Denmark အတွက်ဒီအဆောက်အဦကိုတိစောက်ပေးခဲ့တာဖြစ်ပါတော့အဲ့ဒါ1616ခုနှစ်မှာသူစီဆောက်ခဲ့တာဖြစ်တယ်အဲ့ဒီအချိန်တော့ဆိုလို့ရှိရင်အရင်ခေတ်မီတဲ့အတွက်ဒီအဆောက်အဦက classical style of building ဆိုတော့သူသတ်မှတ်ကြတာပေါ့နော်ဒီတော်ဝင်မိသားစုရဲ့အနားယူခဲ့တဲ့နေရာတနေရာလည်းဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီထဲမှာရှိတဲ့ tulip stair ဆိုတာကတော့တကယ်ဟိုနာမည်ကြီးတဲ့အရာတစ်ခုလည်းဖြစ်တယ်ပေါ့နော် self supporting staircase ဖြစ်တယ်တိုင်မပါဘဲနဲ့သူတို့စောက်ထားတာပေါ့နော်
ဆိုတော့ဒီ Queen House အတွင်းမှာဒီပကြီးကားတွေတော်ဝင်မိသားစုနဲ့ဆိုင်တဲ့အမှုပညာလက်ရာတွေကိုပြသထားတာဖြစ်တယ်ပကြီးတွေကဆိုလို့ရှိရင်လည်းဒီပင်လယ်နဲ့ပတ်သက်တဲ့အကြောင်းတင်မောနဲ့ပတ်သက်တဲ့အကြောင်းပြီးတဲ့ရဲ့အနဝါသမိုင်းနဲ့ပတ်သက်တဲ့အကြောင်းဘရင်မျိုးနွယ်နဲ့ပတ်သက်တဲ့အကြောင်းတွေပကြီးကားချက်တွေကိုပြသထားတာဖြစ်တယ်ဆိုတော့ပုံမှန်ဆိုရင်တော့ဒီ Queen House ကvisitors တွေအများကြီးသိမလာပဲねဗောနော်အေးစစ်စစ်လေးလာခြင်းနဲ့ဒီပြည်ထိုင်သမိုင်းအကြောင်းကိုကြည့်ခြင်းနဲ့ဆိုရင်တော့ဝင်ကလည်းပေးစရာမလိုဘူး free သွားကြည့်လို့ရတဲ့ museum ဖြစ်တယ်ဗောနော်ဆိုတော့တေးကြတာတခုကတော့ Greenwich Park ကိုလာမယ်ဆိုရင်ဒီ Royal Observatory ရဲ့ National Maritime Museum ရဲ့ Queen's House ရဲ့သုံးနေရာလုံး free သွားလို့ရတယ်ပြီးလို့ရှိရင် London မြို့ကြီးရဲ့ skyline ကိုလည်းကြည့်လို့ရတယ်ပြီးရင် Prime Meridian ကိုခွာပြီးတော့လည်းတပ်ပုံရိုက်လို့ရတယ်ဆိုတော့တကယ်ဆိုနေ့တစ်ဝက်လောက်အချိန်ယူပြီးတော့လေးလာစရာတွေသွားစရာတွေလက်ပတ်စရာတွေကိုပတ်စံတစ်ပြားမှမကုန်ပဲသွားလို့ရတဲ့နေရာဖြစ်တဲ့အတွက်လန်ဒန်မြို့ရောက်ရင်မဖြစ်မနေသွားတဲ့နေရာဖြစ်ပါတယ်ဆိုတော့အကြံပေးချင်ပါတယ်ခင်ဗျာအားလုံးပြန်ထွက်มาတော့ဒီ Christmas ice skating ring ရဲ့ shoe game ကိုပြန်လဲရှူစားပြီးတော့ဒီ vlog ကိုအဆုံးသတ်ပြီးတော့တက်တဲ့ဆိုရင် like and share လေးပြုလုပ်ပေးကြပါကျေးဇူးတင်ပါတယ်ခင်ဗျာ